မန်နေဂျာကဝန်ထမ်းကိုတွေ့တာနဲ့ထိုးသားတကြီးနဲ့မင်းဘာလုပ်လိုက်တာလဲငါတို့ရဲ့အရေးအကြီးဆုံးဖောက်တယ်ကိုမင်းမောင်းထုတ်လိုက်ပြီလျှို့ဝှက်တထေးသား The Hidden Billionaire တခါတော့ကမြို့လေကောင်ကဇိမ်ကန်ကားရောင်းပြခန်းကြီးတစ်ခုရဲ့တကားဝမှာလူငယ်တယောက်ရက်နေခဲ့တယ်သူ့အဝတ်စားတွေကဟောင်းနွမ်းနေပြီးမျက်နှာမှာလည်းစိုးရင်ပူပန်မှုတွေအထင်းသားပေါ်နေတယ်သူဟာဒီလိုခမ်းနားတဲ့နေရာနဲ့လုံးဝမလိုက်ဖက်ဘူးလို့ထင်ရတယ်အတွင်းထဲကိုခြိချလိုက်တာနဲ့ဝန်ထမ်းတယောက်ကသူ့ကိုချက်ချင်းသတိထားမိသွားတယ်ထိုဝန်ထမ်းရဲ့မျက်လုံးတွေထဲမှာမထီးမဲ့မြင်ပြုတ်တဲ့အရေးအယောင်တွေအထင်းသားပေါ်နေတယ်လူငယ်ကကားတစ်စီးကိုစိတ်ဝင်စားကြည့်ရှုနေတော့ဝန်ထမ်းကသူ့စီကိုတဲ့တဲ့လျှောက်လာပြီးမင်းဒီနေရာကိုဘာလာလုပ်တာလဲဒီကားတွေကမင်းလိုလူဝင်နိုင်တဲ့ကားတွေမဟုတ်ဘူးလို့ခက်ပြက်ပြက်ပြောလိုက်တယ်လူငယ်ကဘာမှပြန်မပြောဘဲခေါင်းခုန်ပြီးနားထောင်နေခဲ့တယ်ဝန်ထမ်းကတော့သူ့ကိုဆက်ပြီးអော်ငေါက်နေတယ်မင်းလိုလူတွေကဒီနေရာကိုလာပြီးကားတွေကိုပေပွားအောင်လုပ်တာပဲရှိတယ်ထွက်သွားလူငယ်လေးဟာစိတ်မကောင်းခြင်းများစွာနဲ့ကားအယောင်ပြကန်းတွေကနေထွက်လာခဲ့ရတယ်သူ့မျက်နှာမှာတော့ဝမ်းနည်းမှုတွေအထင်သေးခံရမှုရဲ့နာကျင်မှုတွေအပြည့်ထိုအချိန်မှာပဲကားရောင်းပြကန်းရဲ့မန်နေဂျာကဖုန်းတစ်လုံးကင်ပြီးအလုံးအမင်းစိုးရိမ်ပူပန်တဲ့မျက်နှာနဲ့ပြကန်းတွေကိုပြေးဝင်လာတယ်။မန်နေဂျာကဝန်ထမ်းကိုတွေ့တာနဲ့ထိုးသားတကြီးနဲ့မင်းဘာလုပ်လိုက်တာလဲ။ငါတို့ရဲ့အရေးအကြီးဆုံးဖောက်တယ်ကိုမင်းမောင်းထုတ်လိုက်ပြီ။မန်နေဂျာဟာအပြင်ကိုပြေးထွက်သွားပြီးလူငယ်လေးစီကိုဦးညွတ်ပြီးတောင်းပန်လိုက်တယ်။တခင်လေးကျွန်တော်တို့ဝန်ထမ်းရဲ့အမားအတွက်တောင်းပန်ပါတယ်။သူကတခင်လေးကိုမသိလို့ပါ။လူငယ်လေးကတီငိမ်တဲ့မျက်နှာနဲ့မန်နေဂျာကိုကြည့်လိုက်တယ်။သူ့မျက်နှာမှာအပြုံးတစ်ဝက်ပေါ်လာတယ်။ဝန်ထမ်းကတော့အံ့ဩတုန်လှုပ်ပြီးဘာမှမပြောနိုင်ပဲရက်နေခဲ့တယ်။လူငယ်လေးကသူ့ဖုန်းကိုထုတ်ပြီးတစုံတယောက်စီကိုဖုန်းခေါ်လိုက်တယ်။အခုပဲဒီကားအယောင်ပြက်ခန်းကကားကိုဝဲလိုက်ပါ။ဝန်ထမ်းဟာကြမ်းပြင်ပေါ်မှာဒူးထုတ်ပြီးတောင်းပန်နေခဲ့တယ်။ဒါပေမဲ့အရန်နောက်ကျသွားပြီ။မန်နေဂျာကသူ့ကိုမင်းအလုတ်ပြုတ်ပြီလို့ပြောလိုက်တယ်။လူငယ်လေးကသူ့ဝေလိုက်တဲ့ဇင်ကန်ကားတစ်စီးကိုမောင်းပြီးထွက်ခွာသွားခဲ့တယ်။သူ့ရဲ့မျက်နှာမှာတော့ကြည်နက်မှုအပြည့်ဒီဇလန်းကနေကျွန်တော်တို့ဘာသင်ခန်းစာရလဲ။လူတယောက်ကိုသူ့ရဲ့အပြင်ပန်းပုံစံနဲ့ဘေးထိုးမှအကဲမဖြတ်ပါနဲ့။အမှန်တရားကတင်ထင်ထားတာထက်အများကြီးပိုပြီးထူးဆန်းနိုင်ပါတယ်။လူတယောက်ရဲ့တန်ဖိုးကိုသူ့ရဲ့အဝတ်အစားဒါမှမဟုတ်သူ့ရဲ့ပိုင်ဆိုင်မှုတွေနဲ့တိုင်းတာလို့မရပါ။စစ်မှန်တဲ့တန်ဖိုးကအတွင်းစိတ်မှာရှိပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးသင်ခန်းစာရခဲ့မယ်လို့ညွှန်ပေးပါတယ်နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေအတွက်ကျွန်တော်တို့ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့